ပြောင်းတယ်ဒါပြီးတော့ပါမှာရေး ဒီကလည်းတော့ဘာဆိုင် ချစ်စရာ ဒီနေ့ချောကလည်းရေးပြောသွားအောင်မယ် မိုက်တယ်နော် ရေးကြီးရ6ကောင်း7တောင် ပြ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  အဲ့ဒါဘာလို့လဲအဲ့ဒါ KG နဲ့လေပြောက်2.2နဲ့ပြောက်လေ ကိုပြီးနားနဲ့ဆော့ပြီးပါအောင် ဆော့မယ် ဘာလို့2.2ကိုလာ ဆော့ပြီးမနော်ပြီး ဆော့မယ်ဆော့မယ် ဒီနေ့လေဆော့ပါမောဒီနေ့ကိုကြီးပဲနေအားလဲ 55ကို2.2နဲ့ပြောက်လေ2.2ပေါင်နဲ့မြောက်ပါ ရပြီတော့ဘူးတော့တော့မိတော့တော့ 2ပေါင်နဲ့လေးပဲရှိ ကဲကျောင်းပြဆိုလည်းဖြတ်လိုက် ပိ ပါ န်သွားတာပြီးတော့ ပိန်သွားတာ 50ကျော်ပေါင်ကြီး ။အားကျော်ကနေဗီဒီယိုရိုက်မှာမလား။ဗီဒီယိုရိုက်မှာလား ရှေ့တိုးနေ ။ပုံကဘယ်အောင်နှိပ်ရတာဟဲ့အောင် ရှာသွား အဲ့တော့ရှားလိုက် ဟိုအဲ့ဒါကြီးကဗီဒီယိုပြနေ ။ရ ခွေခွေလေးမူးလိုက်တဲ့လူကပြောရတယ်ရှိပါလေ ဘာမှခိုးလို့ ရိုက်ရိုက်ပေး ဒါ တာ ကမေလုံးခဏ လာနေဒီနားပါ ။သူ့ကိုပို့ရမယ်လေ မှရိုက်ပေးလိုက်ပေါ့ မင်းနဲ့နီးရမလားလူကြီးရမလားမသိဘူးဝင်းနေ တားနေသလား ကဲစားမယ် ဆိုဘိုးဆို Happy ဗီဒီယိုလား birthday လေး Happy birthday Happy birthday ငါလည်းလာမယ် ။တော်တော့ ပို့လိုက်တော့ ငါလည်းလာမယ်အော် ကျမ်းမာသက်ရှိပါစေပညာတတိဖြစ်ပါစေဆုတောင်းနေတာ စစ်တမ်းလာတော့အခန်းထဲမှာအစစ်တွေရပါစေ စင်တွေကဟိုအဖြစ်ရမယ်စူးစမ်းရမယ်လေ အဆူတောင်းလိုက်တော့ဘိုးသေးကြဟောဘောကြီးလေး ဆူတောင်းတာအဲ့မပြောပါဘူးလေတိတ်တိတ်ဆူတောင်းကိုယ်ဆူတောင်းတာ ကဲခွဲကဲခွဲတော့ ကိခွဲမယ်ကိခွဲမယ် ငါစစမ်းတော့တိုးဆိုတာဒါရရောအေး ပြောင်းနေတယ် ။အဖွားမ10နှစ်ပြည့်ဩဝါဒညွန်ဩဝါဒချွေပေးပါရဲ့။ တောင်းပြီးပါဒီကိတ်ကလည်းကြီးနေတယ် လော